ရှေးခါလက်ပံမင်းတပင်ကိုအမိတဟဲပြုပြီးနေထိုင်ကြတဲ့ဂျင်းညီနောင်နှစ်ကောင်ရှိခဲ့ပါတယ်။ဂျင်းညီနောင်တို့ကအစာရှာရင်းနားခိုရင်းနဲ့ပဲအေးချမ်းသာယာပျော်ရွှင်စွာဖြင့်နေထိုင်ရရှိကြပါတယ်။ဒီလိုနဲ့တရက်မှာတော့လေပြင်းမုန်တိုင်းကြာရောက်လာအကြောင်းလက်ပံမင်းကဂျင်းညီနောင်နှစ်ကောင်ဟာလေပြင်းမုန်တိုင်းထဲကိုပါသွားကတကွဲတပြားစီကွဲခွာသွားကြပါတော့။ညီဖြစ်သူကြေးသားဟာတခိုးလက်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။လေပြင်းမုန်တိုင်းရောက်ဂျင်းညီနောင်နှစ်ကောင်ကွဲသွားကညီဖြစ်သူကြေးသားဟာတခိုးများနေတဲ့အရက်စီကိုရောက်သွားပါတယ်။တခိုးများကြေးသားငှက်ငယ်လေးကိုကောက်ယူပြီးကျွေးမွေးပြုစုထားကြပါတယ်။အကိုဖြစ်သူကြေးသားကတော့ရတိကြီးတစ်ပါးနေထိုင်တဲ့ကျောင်းသင်ခန်းအတွင်းရောက်ရှိသွားကရတိကြီးကအကိုဖြစ်သူကြေးသားလေးကိုကောက်ယူပြီးမွေးစားလိုက်ပြန်ပါတယ်။တရက်မှာတော့ဘီရင်တစ်ပါးဟာတောစားထွက်လာရမှနေကပူချွေးတွေကထွက်နေရကြောင်းတခိုးများနေထိုင်ရရွာနီးကတစ်ပင်ရိပ်ပါအနားယူလိုက်ပါတော့။အဲ့ဒီခါမှာတခိုးတို့မွေးထားတဲ့ကြေးသားလေးကဘီရင်ကြီးကိုတိုက်ကြသူ့ဝတ်ထားတဲ့အဝတ်တွေကိုချွတ်ယူကြလို့အော်ဟစ်ပြောဆိုလိုက်ပါတယ်။အခြေအနေတွေကိုချက်ချင်းသဘောပေါက်တော့ဘီရင်ကြီးကဤရက်တွင်ဆက်နေရမတင်တော့ဟုဆိုတာချက်ချင်းထွက်ခွာသွားပါတော့။ထို့နောက်မှာတော့ဘီရင်ကြီးဟာရတိနေထိုင်သတင်း300ကျောင်းသင်ခန်းစီကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီခါမှာရတိကျွေးမွေးစောင့်ကြောက်ထားတဲ့ကြေးသားငှက်ငယ်လေးကအရှင်မင်းကြွပါအမောပန်းဖြေပါအေးမြတဲ့ရှီကိုတောက်ပါဤတတိကိုစားပါလို့ဆိုတာခီးဥကြိုပြုတ်လိုက်တယ်။ရင်ကြီးလိမ်မာလာတဲ့ကြေးသားလေးရဲ့ခရီးဥကြိုပြုတ်ပုံကိုတွေ့ရတော့ဘယင်းကြီးအတင်ကြေးကလေးအတင်နဲ့မတွေ့ရင်ကြေးလေးတစ်ကောင်နဲ့တွေ့ခဲ့ရပါတယ်။တင်နဲ့မတူပါတင်ကတော့အလွန်ရင်ကြေးတယ်လို့မိန့်ကြားလိုက်တယ်။အဲ့ဒီခါမှာလိမ်မာရင်ကြေးတဲ့ကြေးသားအရှင်မင်းလမ်းမှာတွေ့ခဲ့တဲ့ကြေးဟာကျွန်ုပ်ရဲ့ညီလေးဖြစ်ကြောင်းလေမုန်တိုင်းကြောင့်ညီနောင်နှကောင်တကွဲစီနေရာတကွဲတနေရာစီရောက်သွားကြောင်းပြောပြလိုက်ပါတယ်။ညီလေးဟာတခိုးတွေနေထိုင်ရာအရက်ကိုရောက်သွားတော့ကြောင့်ရိုင်းဆိုင်သွားပါတယ်။ဆရာရတစ်ထံရောက်လာတော့ကျွန်ုပ်ကတော့ဆရာရတိနဲ့အတူနေထိုင်ရတာကြောင့်ရင်ကြီးလိမ်မာပါတယ်လို့ရှင်းပြလိုက်ပါတော့။တငါနားနေရင်တငါမုတ်ဆိုးနားနေရင်မုတ်ဆိုးလို့ဆိုတော့စကပုံဆူရိုးရှိရကြောင်းတာမိမိတို့ကလည်းလူဆိုးနဲ့ပေါင်းမိလေလူဆိုးဖြစ်နိုင်ကြောင်းလူတော်လူကောင်းနဲ့အပေါင်းအသင်းလုပ်တယ်လူတော်လူကောင်းဖြစ်နိုင်တော့ကြောင့်အပေါင်းအသင်းမမားဘူးတတိထားရန်လိုအပ်ကြောင်းဘဟုတုဒမှတ်သားရစီရည်ရွယ်ချက်ဖြင့်တင်ဆက်ပေးလိုက်ပါတယ်